ကြပါလေနော်အောင်ဝခံမှုအစဉ်သင်းမှာကဲကျွန်တော်မနက်ဖြန်ဝိုင်းချင်းလေးပြောပေးမယ်အဲ့တော့မနက်ဖြန်မှာကျွန်တော်အကြိုက်ဆုံးကီးလေးစပြီးတော့ပြောမယ်နော်အဲ့တော့မနက်ဖြန်လေးတိုင်းသမားကျွန်တော်အကြိုက်ဆုံးကီး7နိုင်10မိနစ်စီနောက်တာကျွန်တော်တို့မနက်ဖြန်25ရက်ပေါ့ဗျာနော်25ရက်နော်24ရက်မှာနှစ်လေးထွက်တယ်နော်25ရက်ကိုကျွန်တော်နှစ်5များထွက်မလားမသိနော်အဲ့ဒါကျွန်တော်25ရက်နော်25ရက်12လ2025တော့ကျွန်တော်ကြာသာပလေးနေ့12နာရီ10မိနစ်စီတော့ပါအဲ့တော့ကျွန်တော်အကြိုက်ဆုံးအချိန်လေးကကျွန်တော်တို့ဒါမပြောခင်ကျွန်တော်တို့ဒါကီးကိုပြောပေးမယ်ကီးတွေကျွန်တော်6တစ်ကိုကီးနော်6တစ်ကိုကီးကကျွန်တော်ခွေဆင်းသွားနိုင်ပါတယ်နော်6တစ်ကိုကီးဒီအမားလုံးဝအမားပါခွေပြီးတော့ဆင်းသွားနိုင်ပါတယ်အဲ့တော့သတိထားပါဘယ်တော့6တစ်ကိုကီးဒီနေ့မှလည်း9303ကီးကခွေဆင်းသွားတယ်ဒီညနေပိုင်းမှာတော့ပြောပြခဲ့တယ်9303ကီးအမားနော်ခွေဆင်းသွားဒီမနက်ဖြန်အတွက်ကကျွန်တော်6တစ်ကိုကီးအမားခွေဆင်းသွားနိုင်ပါတယ်ကျွန်တော်အချိန်လေးပြောပေးမယ်ကျွန်တော်အချိန်ကတော့6တစ်အချိန်မှာနော်6တစ်အချိန်မှာ6နဲ့ပတ်သက်ရင်လိုက်ပြီးတော့မှတ်မယ်1နဲ့ပတ်သက်ရင်လိုက်ပြီးတော့မှတ်မယ်အဲ့ဒီလိုက်မှတ်တဲ့အကွက်တွေပဲကစားပါမယ်နော်6နဲ့ပတ်သက်ရင်ကျွန်တော်60 6နှစ်65 6ခုမှာ6နဲ့ပတ်သက်ရင်60 6နှစ်65 6ခုအကြိုက်ဆုံးနှစ်ကွက်ကိုရွေးချယ်ပေးမယ်အကြိုက်ဆုံးနှစ်ကွက်ဒီကျွန်တော်60 65ပါနော်အကြိုက်ဆုံးနှစ်ကွက်ဒီ60 65တင်းနဲ့ပတ်သက်ရင်ထပ်ပြီးတော့ရွေးချယ်ပေးမယ်တင်းနဲ့ပတ်သက်ရင်11နှစ်1315ပါနော်11နှစ်1315ပါပြန်ကလေးအထူးယူဆိုင်မယ်နော်ပြန်ကလေးထပ်ပြီးတော့တတိပေးမယ်ပြန်ကလေးထဲမှာဘာတွေရှိမလဲကျွန်တော်ပြန်ကလေးထဲမှာ41 42ဒီပြန်ကလေးတွေရှိမယ်ပြီးတော့36ရှိမယ်နော်ပြန်ကလေးဆိုရင်41တို့42တို့36တို့နော်41 42 36ဒီအကွက်လေးတွေပေါ့နော်ပြန်ကလေးထဲမှာရှိမယ်41တို့42တို့နော်ပြီး36တို့ပြန်ကလေးထဲမှာရှိမယ်ပေါ့နော်ဒါတော့သတိပေးတာပါပြန်ပြောပေးမယ်1နဲ့ပတ်သက်ရင်11နှစ်1315ပါအကြိုက်ဆုံးနှစ်ကွက်ဒီကျွန်တော်တို့13နဲ့15ပါနော်13 15ပြန်ခေါ်ပေးမယ်6တစ်အချိန်မှာ6နဲ့ပတ်သက်ရင်66နှစ်65 6ခုအကြိုက်ဆုံးနှစ်ကွက်60နဲ့65ပါ1နဲ့ပတ်သက်ရင်11နှစ်1315ပါအကြိုက်ဆုံးနှစ်ကွက်ရွေးချယ်ပေးမယ်1315ပါတော့ရမယ်နော်အပြင်မိန်းလေးသွားမယ်အပြင်မိန်းလေးကျွန်တော်94 95 9ခုပါအပြင်မိန်းဒီ94 95 9ခုပါ94 95 9ခုပါအပြင်မိန်းဒီ94 95 9ခုရမယ်နော်တကွက်ကောင်းလေးတစ်ခါလေးပြောပေးမယ်နော်တကွက်ကောင်းလေးကျွန်တော်၄ထိပ်စီးနဲ့ထုတ်ထားပါတယ်ခံမှန်းကြည့်ပါတကွက်ထဲခံမှန်းပေါ့နော်တကွက်ကောင်းဒီ၄ထိပ်စီးနဲ့ခံမှန်းကြည့်ပါကိုကြိုက်တာကိုမှတ်ပါတကွက်ထဲပဲမှတ်ပါတကွက်ကောင်းလေး၄ထိပ်စီးပါတော့ခံမှန်းကြည့်ပါနော်တကွက်ကောင်းလေးပြပေးမယ်နော်တခါလေးပဲမှတ်လိုက်တော့တကွက်ကောင်းလေးကျွန်တော်မဖြစ်မနေကစားမယ်၄ထိပ်5အပိတ်နဲ့45ပါဟုတ်ပါတယ်တကွက်ကောင်းလေးကျွန်တော်၄ထိပ်5အပိတ်နဲ့45ဒီတကွက်ကောင်းပါ45တကွက်ကောင်းပါပြောပြီးပြီနော်45တကွက်ကောင်းပါအဲ့တော့အကြိုက်ဆုံးဥက္ကပါအဲ့တော့ပြန်ကလေးထူးထူးဆိုင်ပါပြန်ကလေးတော့မှဆိုရင်41တို့42တို့36တို့ဒီကွက်လေးတွေရှိပါမယ်ဒါပေမဲ့မနက်ဖြန်တကွက်ကောင်းတော့45ပါကဲအဖောင်းမဲ့လူတွေဖုန်းလေးတွေဆက်မယ်အချိန်မီလေးတော့လက်ရှိဝင်လို့ရတယ်နော်အကုန်လုံးပဲကျွန်တော်တို့စောစောလေးကြုံဝင်ထားမှလက်ဆောင်ရမှာနော်ကြာသာပေးတော့ကြုံဝင်ထားမှကျွန်တော်ကြာသာပေးတော့ဆော့တာဖြစ်တဲ့ကြောင့်စောစောကြုံဝင်မှအဲ့လက်ဆောင်ဆော့လို့ရတာနော်အဲ့တော့လက်ဆောင်ဆော့မဲ့လူတွေစောစောလေးဝင်ထားမယ်အခုခေါ်လို့ရခေါ်နေပြီနော်